အရင်ဆုံးအားကိုရှာမယ်အားကိုတွေးလို့ရှိရင်အားပေါ်တင်နေမယ်ကဲအားကိုမတွေးဘူးဆိုရင်ဘယ်ပေါ်တင်လဲဆိုတော့အော်ပေါ်တင်မယ်ဒီအရှိနှလုံးကိုမတွေးဘူးဆိုဘယ်ပေါ်တင်လဲအရှိသုံးလုံးကိုမတွေးဘူးဆိုဘယ်ပေါ်တင်လဲရီအရှိလေးလုံးကိုမတွေးဘူးဆိုရင်အရှိငါးလုံးကိုမတွေးဘူးဆိုရင်ရွီရွီပေါ်တင်မယ်ပေါ့နော်ဆိုရင်ဥပမာနောက်တစ်ခုကြည့်မယ်ပေါ်အောင်ပေါင်းB ပေါ်တော့တင်လို့မရအောင်နော် B ပေါ်ကကတိခါကိုပေါ့ဆိုတော့ A နဲ့ O မှာဘယ်ပေါ်တင်လဲ A ပေါ်တင်နော် A ကအရှိဆုံးမှဖြစ်တဲ့အတွက်နော်ဒီကဘောကိုဆို G ကလာကတိခါကိုပေါ့ဆိုတော့သူ့ပေါ်တင်လို့မရဘူးနော်ဆိုတော့ U နဲ့ O မှာဘယ်ပေါ်တင်လဲ O နော်ဆိုတော့ဒီမှာကျတော့ U ဒီမှာ O ပါအရင်လာလေ O ကအရင်လာတဲ့အတွက် O ပေါ်တင်